ငါတို့ကရွှေတွေကိုတန်ဖိုးကြီးတဲ့အရာတွေဆိုပြီးတီးခဲ့ကြရတယ်ဒါပေမဲ့ကဘာပေါ်မှာရှိတဲ့ရွှေတွေအကုန်လုံးကိုတနေရာထဲမှာစုထားလိုက်ဘုံမျိုးတိုက်တိုက်စာလောက်တောင်ရှိမနေဘူးခုမှလုံးတစ်လုံးစာလောက်ပဲရှိတယ်ဒါဆိုရင်မိကုန်းကငါတို့ထင်တာအထက်အများကြီးသေးတဲ့အရာဒီလောက်တန်ဖိုးကြီးတဲ့အရာကိုလူတွေဘာလို့အဲ့လောက်တောင်ဆွဲလန်းနေကြရတာလဲရွှေဆိုတာနဲ့လက်စွပ်ဆွဲကြိုးငကက်လောက်ပဲအသုံးပြုနေတယ်လို့ထင်လူတွေကကဘာပေါ်ကရွှေတော်တော်များများရဲ့ 45% jewelry ဖြစ်အသုံးပြုကြတယ် luxury status power ကြည့်လိုက်တာနဲ့ rich white ထွက်နေတဲ့ metal ပေါ့ဒါပေမဲ့အဲ့ဒါလည်းမပြီးသေးဘူးပေကူပါတော့ရဲ့ပမာဏနဲ့ငယ်ကဖုန်းထဲမှာရှိရဲဆိုတာရှုံးတယ် laptop ထဲမှာလည်းရွှေရှိတယ် electronic parts တွေမှာလည်းရွှေကိုသုံးတယ်ဘာလို့ရွှေကိုသုံးတာလဲဆိုတော့ရွှေကပျက်စီးမလွယ်ဘူး signal ကောင်းတယ်တိကျတယ်ပြီးတော့ရွှေကူပါတော့ရဲ့ပမာဏအများဆုံးကတော့ board ထဲမှာပဲအိတ်နေဥပမာဘဏ်တွေအစိုးရတွေချမ်းသာတဲ့ရင်းနှီးမြှုပ်နှံသူတွေကရွှေတွေကို gold bars တွေအဖြစ်စုထားတတ်ကြတယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ကပါလဲသိရွှေတွေကိုကဘာကနေဖန်တီးခဲ့တာမဟုတ်ရွှေတွေကကျယ်တူတဲ့ခြေလာတွေပြီးတော့စဖြစ်ပေါ်လာတဘောကတော့ကျွန်တော်တို့ရဲ့အာကာသထဲမှာရှိတဲ့ကျယ်ကြီးတွေတည်ဆုံးသွားပြီဆိုရင်သူတို့ရဲ့အပိုင်းစားတွေနဲ့အခြားဂျိုးသိန်းဂျိုးစားတွေနဲ့ကဓာတ်ပြုပုတ်တက်မှုတွေဖြစ်ပြီးတော့မဟာပေါက်ကွဲမှုကြီးကြီးဖြစ်သွားတယ်အဲ့ဒီမဟာပေါက်ကွဲမှုတွေရဲ့စွမ်းရည်အကြီးစားတဲ့မှာမှရွှေလိုတမိုးမြင့်တက်သူတွေမွေးဖွားလာနောက်ပိုင်းမှာရွှေပါဝင်တဲ့ asteroid တွေဂျိုးသိန်းကြောက်တုံးတွေကကမ္ဘာမြေစီကိုကျလာခဲ့လက်တွေ့ကျကျပြောရရင်မင်းလေပင်မှာဆွဲထားတဲ့ရွှေဆွဲကြိုးကအချိန်ကကျဲတလုံးရဲ့အမှုံအမှားတစ်စိတ်တစ်ပိုင်းပဲဆိုတာမင်းသိလားလူတွေကရွှေကိုချစ်တာဆွဲလန်းတာအကြောင်းမဲ့တက်မဟုတ်ဘူးနော်ဘာလို့လဲဆိုတော့ရွှေကတန်ကြီးမတက်ဘူးပုတ်ဘူးအချိန်ကြီးကြာလဲမပျက်စီးလွယ်ဘူးမြင်းလိုပုံသွင်းရပွေတယ်လို့တန်မိုးထားနိုင်တော့အောင်ကိုခိုင်ပြီးတော့နေအောင်လိုတောက်ပတဲ့အဝါရောင်လင်းလန်းရှိဒါကြောင့်ရှေ့ခေတ်ထဲကအီဂျစ်ကနေစပြီး China, Greece, Inca Empire တွေတီလူမျိုးအတီးတီးကရွှေတွေကိုအာနာချမ်းသာမှုဂုဏ်သိက္ခာရဲ့သင်္ကေတအဖြစ်ကိုမြင်ခဲ့ကြတချို့ကဖះเจ้าနေမှာတုံးတယ်တချို့ကဘယင်တွေရဲ့တယ်ရပူနဲ့အလှဆင်ပစ္စည်းတွေမှာတုံးတယ်တချို့ကတော့ငွေကြေးအဖြစ်တောင်တုံးနေကြတယ်အနည်းချုပ်ပြောရမယ်ဆိုရင်တော့ရွှေဆိုတာလုံးဝရတာတစ်ခုလည်းမဟုတ်ဘူးလူသားတွေစူဆောင်းခဲ့တဲ့မြတ်ရွှေအားလုံးကများတယ်လို့ထင်ရပေမဲ့တကယ်တော့ကန့်တက်ထားတဲ့အရင်းမြစ်တစ်ခုပါအဲ့ဒီရွှေတွေကိုလူတွေကအလှဆင်တဲ့ပစ္စည်းတွေမှာတုံးကြတယ်ဒီပညာတွေထဲမှာထည့်တုံးကြတယ်တမိုးသိမ်းဆဲဖို့အနေနဲ့လည်းအသုံးပြုနေကြတယ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကဒီရွှေကဒီကဘာမြေကြီးကနေစတင်ဖြစ်ပေါ်လာတာမဟုတ်ဘူးကျယ်ရီပောက်ကွဲမှုကနေမွေးဖွားလာပြီးတော့ကဘာကြီးစီကိုရှောက်လာခဲ့ဒါကြောင့်ရွှေဆိုတာ science ရှိတယ် history ရှိတယ် value လည်းရှိတယ်ပြီးတော့လူသားတွေရဲ့မပြောင်းလဲတဲ့ obsession တစ်ခုကရွှေပဲ